Hello testing 1 2 3 1 2 3 Okay ဒီ video လေးကကျွန်တော်အရင်တော့လိုမျိုး marketing sharing content video မဟုတ်ပါဘူးကျွန်တော် microphone အသစ်ဝင်လာတာလေးကိုစမ်းကြည့်တဲ့ video လေးပါတနည်းအားဖြင့် review လုပ်ပေးမယ့် video လေးဖြစ်တယ်ကျွန်တော်အရင် video လေးမှာတုံးတာကြတော့ကျွန်တော်ဒီမှာ DJI Osmo Pocket 3 လေးကိုတုံးတာပါဆိုတော့အဲ့ဒါကြတော့ကျွန်တော်အရင်အပြင်နေပါသွားပြီးရိုက်မယ်ဆိုလို့ရှိရင် portable အနေနဲ့တုံးရတာအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်အခန်းထဲမှာ studio ပုံစံအသံ quality လို့ကျွန်တော်ဖြစ်တဲ့တော့ဒီ mic လေးကိုကျွန်တော်ဝယ်ခဲ့တာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော် pattern လေးခုပါတယ်ဗျာအခုလက်ရှိလေဒီ mic နဲ့ကျွန်တော်အသံသွင်းနေတာဆိုတော့အဲ့မှာအသံ quality ဘယ်လောက်ကွာလဲကျွန်တော်ဒီချက်ကြည့်အောင်ဆိုတော့ကျွန်တော်စပြီးချင်းကြည့်မယ်နော်ဆိုတော့ဒါကသူ့ရဲ့ for အသံ pattern ၄မျိုးပါတယ်ဆိုတော့ဒါက name 1 pattern cardi rate နဲ့ကျွန်တော်အသံကို record လုပ်နေတာအသံ quality ဘယ်လိုရှိလဲနောက် name 2ကကြတော့ကျွန်တော် omni direction နဲ့ဒီကျွန်တော်တို့ pocket ပုံစံရိုက်တဲ့အခါမှာဟိုဘက်ကပြောတဲ့အသံနဲ့ဒီဘက်ကပြောတဲ့အသံအသံကို circle ပုံစံကျွန်တော်ဒီဖမ်းယူတဲ့ပုံစံမျိုးနောက်တစ်ခုကကျတော့ကျွန်တော်ခုနကတော့ဆက်စချင်းမှာပြောတဲ့ပုံစံ studio ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ mic ရဲ့ direction ဒီဘက်ကိုပဲသူကအသံ record လုပ်ပေးမှာဆိုတော့ဒီလိုထားထားရင်တော့ပို့ပြီးတော့အသံဖမ်းမိလိမ့်မယ်ဒါကျွန်တော်အမြဲတမ်းသုံးမိမဲ့ပုံစံဒီဘောလေ studio ထဲမှာသုံးနေတဲ့ studio ထဲမှာသွင်းနေတဲ့အသံ quality မျိုးရလို့ပါတော့နောက်တစ်မျိုးနောက်ဆုံးကကြတော့ကျွန်တော်က bi-directional လို့ခေါ်တယ်ဆိုတော့ဒါဟိုဘက်ဒီဘက်စကားပြောနေတဲ့ပုံစံမျိုးသူကဒီဘက်ဘေးရဟာတွေသူကအသံမဖမ်းတော့ဘဲနဲ့ဒီဘက်ရဲ့မိုက်ရဲ့ရှေ့ဘက်နဲ့နောက်ဘက် bi-direction ကိုအသံဖမ်းယူတဲ့ပုံစံမျိုးပါဒါတော့ mic အသစ် microphone သေးဝယ်လာတဲ့ကိုကျွန်တော်အမှတ်တရအနေနဲ့တင်ထားတဲ့ဗီဒီယိုလေးပါဆိုတော့နောက်ပြီးတော့ပြန်တွေ့ပါမယ်